ထူးခြားတဲ့နေ့ဗုဒ္ဓနေ့ရဲ့ကစုံလာပြည့်နေ့မှာမပြတ်မနေပြုသင့်တဲ့ကုသိုလ်၅မျိုးကိုဓမ္မမိတ်ဆွေတို့ပြုလုပ်နိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ကုသိုလ်၁မနက်မိုးလင်းတာနဲ့အိမ်မှာကိန်းဝတ်စံပယ်လျက်ရှိတဲ့မြတ်ဗုဒ္ဓရုပ်ပွားတော်ကိုအိမ်ကမိသားစုဝင်များအားလုံးရေသက်ပယ်ကုသိုလ်ပြုပေးပါ။ရေသက်ပယ်တဲ့အခါမှာအမွေးနှမ်းသားများနဲ့ထည့်ပြီးရေသက်ပယ်နိုင်ပါတယ်ရှင်။ကုသိုလ်နှင့်ရေသက်ပယ်ပြီးပန်းရေချမ်းစီမီကလူပြီးမြတ်စွာဘုရားရှင်အားတရှိထင်ရှားရှိသလိုစွန်းတပိတ်ထဲစွန်းထည့်ပြီးစွန်းအချိုပွဲတို့ကိုကလူပေးပါကုသိုလ်၃24ပဋ္ဌာန်းပူဇော်ဖို့အတွက်ပဋ္ဌာန်းစီမီပူဇော်ပြီးပရိပဋ္ဌာန်းများအားနတ်ဒေဝါတို့ကိုဖိတ်ခေါ်ပြီးရွတ်ဖတ်ပူဇော်ပေးပါကုသိုလ်၄တတဝါလေးတွေကိုအစာကျွေးခြင်းဘေးမိတ်လွတ်ချမ်းစားတဲ့ကုသိုလ်တွေကိုတနိုင်တလောက်ပြုပေးပါဒီလိုကျွေးတဲ့အခါမှာလည်းတတဝါအားလုံးကျမ်းမာကြပါစေဆိုပြီးနှုတ်ကရွတ်ဖတ်မေတ္တာပို့ပေးပါကုသိုလ်၅ကဆုံလာပြည့်နေ့မှာဖျားစုပန်းတော်ပြည့်နိုင်တာမို့တနေ့တာပြုတဲ့ကုသိုလ်အဆူဆူကိုဝတုံတရေမြင်းနတာတက်တေထားပြီးအမျှဝေတာတို့ခေါ်ကစုထူးများကိုပန်ကြားပြီးတနေ့တာကုသိုလ်စိတ်တွေနဲ့ဖြတ်တန်းဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်